မေတ္တာပေးရင်မေတ္တာတွေပြင်ရမယ်လို့မမျှော်လင့်နဲ့တယောက်ယောက်ကိုကူညီလိုက်လို့ကိုယ့်ကိုပြန်ကူညီမယ်လို့မမျှော်လင့်နဲ့ကိုကောင်းရင်ပြန်ကောင်းမယ်လို့မမျှော်လင့်နဲ့ဖြစ်နိုင်ရင်လူတွေစီကဘာဆိုဘာမှမမျှော်လင့်နဲ့လူတွေစီကတခုခုတင်မျှော်လင့်လေပို့ပြီးပင်ပန်းလေပဲတခြားသူတွေကတင်မှမဟုတ်တာတချို့ကဓာတ်ဘူးနဲ့တူတယ်အပြင်မှာသာအေးတာအတွင်းထဲကပူလောင်နေတတ်တချို့ကထမ်းပင်နဲ့တူတယ်ကိုယ်တိုင်ပဲအမြင့်တက်သွားခြင်းတာဘသူ့မှအရေးပြန်မပေးခြင်းတချို့ကပုတ်တင်ညုံနဲ့တူတယ်ပြောသမျှကောင်းညိတ်ပြီးအခြေအနေပေါ်မူတည်အယောင်ပြောင်းတယ်တချို့ကတပြက်စီးနဲ့တူတယ်အားလုံးတော့အမြဲတမ်းရှင်းလင်းပေးပေမဲ့သူကိုယ်တိုင်ကြတော့ဂျောင်ထိုးထားခံရတယ်တချို့က print တိတ်နဲ့တူတယ်သူများတို့သာတန်ဖိုးဖြတ်လိုက်တာသူတို့ကိုယ်တိုင်ကြတော့200ကျပ်သေးတီးခံနဲ့လူဘာဝလာတဲ့နားလေပေးလိုက်တယ်ပို့ပြီးရောင်ရဲတက်လာတယ်လိုက်လိုက်ရောဆက်ဆန်းနေခေါင်းဘာတက်နေကျင်လာတယ်ညက်နဲ့သာပေးတယ်မလီမစားလှုပ်လာတယ်စေတနာထားတဲ့စော်ကားမော်ကလှုပ်လာတယ်နေရပေးတယ်မန်နီတက်လာတယ်အဲ့ဒီလိုလူတွေနဲ့တွေ့ဆုံရပြီဆိုရင်ကိုယ်စိတ်ကိုတက်တာရအောင်လုံးစရာရှိတာတခုပဲရှိတော့တယ်အဲ့ဒါကတော့ဥပိ္ပခာပြုတ်ထားခြင်းလစ်လူရှုခြင်းပဲပေါ့